ငါမှသားတယောက်မွေးထားလေတခိုးတယောက်မွေးထားတယ်လို့ပဲစားကောင်းခြင်းလည်းမစားဘူးအိတ်ကောင်းခြင်းလည်းမအိပ်အောင်ဥစ္စာဆောင်ကြီးကြဟယ်လိုဒယ်ဒီမော်နီပါဗျာလို့လာပြီလားဟုတ်ပြီဟိုဖေးဟိုတားလေဒီနေ့ဟိုတန်ငယ်ချင်းမွေးနေ့ကိုကြီးသွားခြင်းလို့အဲ့ဒါဟိုတားကိုမို့ဖိုးလေးနည်းနည်းပေးပါလားဟေးရမှာဟုတ်တာလေဟေးဒါဘာလို့တာတော့ဖေး ဘာဖြစ်လဲ အော်ဖေးဘာဖြစ်လို့လဲပြန်မင်းနေသေးတယ်ဒီအုပ်ကြီးတဲ့ဒီ1000လေးပဲပေးရတော့ဖေးလွန်တာပေါ့ဖေးဖေးနေထားဖေးချင်နေနဲ့ဗျာဖေးကလည်းဟွန်းကိုယ့်ရဲ့တူဒီတော်သားမိတဆိုးလေးကိုဟွန်း1000ပဲမဟုတ်ဘူးပေးရတယ်ဖေးတိတ်ခါတော့ကြာတယ်ဖေးလို့ပါဖေးဟိုတောက်လေဟိုအေဒီယန်ကတ်တယ်ဟိုလေ300လောက်ပဲဖေးလွှဲပေးလိုက်ပါလားဖေးနော် မင်းကမင်းဖြုံးခဲ့တာတွေမေ့ကြအောင်ဆောင်ဟမ်အလောင်းကစားမှမလုပ်ရရင်စားမဝင်အိတ်မပြောတဲ့ကောင်ကိုငါငွေအပုံလိုက်ကြီးထည့်ပေးလိုက်ငါမကြခင်ခွတ်ဆဲရမှာဗောကွာ ဩဖေးကလည်းအပူတွေလျှောက်ပြောတယ်ဗျာဖေးချင်နေတယ်ဘလို့ခွတ်ဆဲရမှာလဲဒါမို့အဖေမယုံရင်လေဟိုအဖေနဲ့သားနဲ့အဖေခွတ်ဆွဲမလားမဆွဲမလားဆိုတာဟိုလောင်းမလား အော်ပြောနေနဲ့လောင်းကစားပါလိုက်တယ်ဒီကောင်တော့ကွာငါလုံးနိုင်တော့နာတော့မယ်မင်းကားလဲပြန်ရွေးပြီးဟုံးလဲပြန်ရွေးပြီးမင်းမပေါင်ဘူးလားဆိုဟော်ရီအိမ်တိမ်ပဲကြံတော့တယ်အဲ့မင်းသိရလား အော်ဟုတ်လေအဲ့ဒါမင်းနေတာဒီကောင်ရှိသေးရနော်ဒါလည်းထဲစဉ်းစားတာဟုတ်တယ်လေးပါရောအဖေတော့လား ဒီလိုတော့မှာအော်ရွေးလို့ရမ်းမလေးဒီကောင်တော့ ဟုတ်ဖေးရတယ်ဗျာဖေးရတယ်တားစညာပါဖေးကိုချစ်ဟိုတားလီမင်းနေဝဲသွားမှာပေါ့ဖေးဒီ300မပေးချင်ဘူးဟိုလူလူ9သိန်းလောက်ပေးလိုက်ပါနော် ဒီမှာရမပေးနိုင်ငါမှသားတယောက်မွေးထားလေတခိုးတယောက်မွေးထားတယ်လို့စားကောင်းခြင်းလည်းမစားဘူးအိတ်ကောင်းခြင်းလည်းမအိပ်အောင်ဥစ္စာဆောင်ကြီးကြ ဒါတော့ဖေးကစိတ်မှမထားတော့တာဖေးရတယ်ဟိုဒီလိုလို့ဖေးကဟိုဖေးသားကိုဒီ9သိန်းရွတ်မပေးချင်ဘူးဆိုတော့ဟိုဒီအဖေပေးရ1000ပါလေတော့တဲ့ကရန်လေးပါဖေးကရှေ့3လုံးယူသားကနောက်3လုံးယူအဲ့ဒါပေါင်းချင်းကဟိုကြီးတဲ့သူကစားကြီး ဟာဖះ